2026 ခုနှစ်ဇူလိုင်လ21ရက်22ရက်နေ့တွင်နောက်ဆုံးရမိုးလေဝသသတင်းနဲ့မြစ်ရေတံမိုးသတိပေးချက်တွေကိုမိုးလေဝသပညာရှင်တွေအခုလိုအသိပေးထုတ်ပြန်လက်ရှိမှာတော့တောင်တရုတ်ပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာဖြစ်ပေါ်နေတဲ့ရာသီဥတုအခြေအနေတွေကြောင့်လာမယ့်ဇူလိုင်လ25ရက်နေ့ကနေ29ရက်နေ့ထိမြန်မာနိုင်ငံဒေသတော်တော်များများမှာမိုးစတိုက်တဲထန်းစွာရွာသွန်းနိုင်ပြီးမြို့ပြရေကြီးမှုနဲ့လှက်တပြက်ရေကြီးမှုဘေးအန္တရာယ်တွေဖြစ်ပေါ်လာနိုင်ခြင်းအလွန်မြင့်မားနေပါတယ်။ပထမဦးစွာဒေသတွင်ထူးခြားတဲ့မိုးလေဝသအခြေအနေကိုကြည့်ရအောင်ပါ။ဇူလိုင်လ25ရက်နေ့မှာတောင်တရုတ်ပင်လယ်ဖိလစ်ပိုင်နိုင်ငံမြောက်ဘက်နဲ့ထိုင်ဝမ်ကျွန်းတောင်ဘက်ရေပြင်တို့မှာအလွန်အားကောင်းတဲ့မုန်တိုင်းတစ်ခုစတင်ဖြစ်ပေါ်လာဖို့ရှိနေပါတယ်။အဆိုပါမုန်တိုင်းဟာဇူလိုင်26ရက်နဲ့29ရက်နေ့တွေမှာတရုတ်နိုင်ငံတောင်ပိုင်းနဲ့ဟောင်ကောင်မြို့အရှေ့ဘက်ကိုဦးတည်ရွေ့ရှားမှာဖြစ်ပြီးတနအီကိုမိုင်60အားနဲ့80ထိပြင်းထန်တဲ့လေတိုက်နှုန်းနဲ့ကုန်းတွင်းပိုင်းကိုဝင်ရောက်နိုင်ပါတယ်။ဒီမုန်တိုင်းရဲ့အရှိန်ကြောင့်ဘင်္ဂလားပင်လယ်အော်နဲ့အိန္ဒိယသမုဒ္ဒရာဘက်ကနေဝင်ရောက်လာတဲ့အနောက်တောင်မုတ်သုန်လေဟာမြန်မာနိုင်ငံတောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းကိုဖြတ်သန်းပြီးအရှိန်ကိုလွန်စွာပြင်းထန်စွာတိုက်ခတ်လာမှာဖြစ်ပါတယ်။မြန်မာကမ်းရိုးတန်းနဲ့ကုန်းတွင်းပိုင်းဒေသတချို့မှာလေတိုက်နှုန်းတနအီကိုမိုင်35မိုင်ကနေမိုင်90ထိတိုက်ခတ်နိုင်တဲ့အတွက်မုတ်သုန်လေဟာအားကောင်းရာအလွန်အားကောင်းတဲ့အဆင့်ကိုရောက်ရှိလာမှာဖြစ်ပါတယ်။ဇူလိုင်လ25ရက်မနက်ပိုင်းကနေ29ရက်နေ့ထိတိုင်းဒေသကြီးနဲ့ပြည်내လိုင်းတက်ရောက်နိုင်မှုကိုစုံခွဲခြားပြီးတတိပေးထားပါတယ်။ပထမစဉ်မိုးအဆက်မပြတ်တဲထန်စွာရွာသွန်းနိုင်တဲ့ဇုံမှာတော့ရခိုင်ကမ်းရိုးတန်းအေရဝတီရန်ကုန်ပဲခူးတောင်ပိုင်းမွန်နဲ့ကရင်ပြည်နယ်တို့ဖြစ်ပါတယ်။ဒီဒေသတွေဟာမုတ်သုန်လေတိုက်ရိုက်ဝင်ရောက်ရာလမ်းကြောင်းမှာရှိနေတဲ့အတွက်မိုးတဲထန်စွာအဆက်မပြတ်ရွာသွန်းနိုင်ပြီးမြို့ပြရေကြီးမှုလက်တပြက်ရေကြီးမှုနဲ့ကမ်းရိုးတန်းဒေသတွေမှာမိုးသက်လေပြင်းများကြားရောက်နိုင်တာကြောင့်အထူးသတိပြုကြဖို့လိုအပ်ပါတယ်။ဒုတိယဆင့်မိုးတင်တဲ့မှမိုးကြီးနိုင်တဲ့ဇုံကတော့ကချင်ပြည်နယ်ချင်းပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းတို့ဖြစ်ပြီးလေထုမငြိမ်မသက်မှုနဲ့မုတ်သုန်လေကြောင့်မိုးဆက်လက်ကောင်းမွန်နေဦးမှာဖြစ်ပါတယ်။တတိယဆင့်မိုးကျဲကျဲရွာသွန်းနိုင်တဲ့ဇုံတွေနဲ့မြန်မာနိုင်ငံအလဲပိုင်းတွင်ပြင်မှာဖြစ်တဲ့မန္တလေး၊မကွေး၊စကိုင်းတိုင်းအောက်ပိုင်းနဲ့ရှမ်းပြည်နယ်တို့မှာတော့ပဲခူးရိုးမနဲ့ရခိုင်ရိုးမတောင်တန်းတွေရဲ့မိုးကွယ်အကျိုးသက်ရောက်မှုကြောင့်မိုးရွာသွန်းမှုနေပါပြီးနေရာကွက်ကြားသောရွာသွန်းနိုင်မှာဖြစ်ပါတယ်။ဆက်လက်ပြီးမြစ်ရေအခြေအနေတွေကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မြစ်ကြီးနားမြို့ရဲ့ AR မြစ်ရေဟာဇူလိုင်လအတွင်း6ကြိမ်မြောက်မြစ်ရေပြန်လည်မြင့်တက်ခဲ့ပေမယ့်လက်ရှိမှာတော့တပေခွဲကျော်ပြန်လည်ကျဆင်းသွားပြီဖြစ်ပါတယ်။မြစ်ကြီးနားမြစ်ဟာလက်ရှိမှာစိုးရိမ်ရေမှတ်အောက်မှာပဲရှိနေသေးပြီးအန္တရာယ်ရှိတဲ့အဆင့်ကိုမရောက်ရှိနိုင်သေးပါဘူး။ဒါပေမဲ့လည်း AR မြစ်တစ်လျှောက်မှာရှိတဲ့ရွှေကူ၊ကတာ၊တပိတ်ချင်း၊မန္တလေး၊စကိုင်း၊ပခုက္ကူ၊ညောင်ဦး၊ပြည်စလွန်အပါအဝင်မြို့တွေကတော့မြစ်ရေဟာဖြည်းဖြည်းချင်းဆက်လက်မြင့်တက်နေဦးမှာဖြစ်ပါတယ်။အလားတူချင်းတွင်းမြစ်ရေအခြေအနေအားလည်းခန္တီဟုံးမလင်းစားတဲ့မြို့တွေမှာရေပုံမှန်တက်နေပြီးဖောင်းပြင်မော်လိုက်ခလေးဝါနဲ့မုံရမြို့တို့မှာတော့မြစ်ကမ်းပေးတဲ့သဲတောင်ပြင်တွေမှာစိုက်ပျိုးလုပ်ကိုင်နေကြတဲ့တောင်သူတွေနဲ့ရေချောင်းသွားလာသူတွေနေနဲ့မြစ်ရေအတက်ကြောင်ဂရုပြုကြိုတင်ပြင်ဆင်ထားကြဖို့နှိုးဆော်အပ်ပါတယ်။ပင်လယ်ပြင်ခီးသွားလာသူများနဲ့တံငါသေးများအတွက်သတိပေးချက်အနေနဲ့ကတော့မြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာမိုးသက်လေပြင်းများမကြာခဏကြားရောက်နိုင်ပါတယ်။မိုးသက်လေပြင်းကြားရောက်စဉ်ရေပြင်လေတိုက်နှုန်းဟာတနအီကို25မိုင်မှမိုင်30ထိတိုက်ခတ်နိုင်ပြီးလိုင်းမြင့်9ပေမှ9ပေထိမြင့်တက်နိုင်ပါတယ်။ဒါကြောင့်ပင်လယ်ပြင်ခီးသွားလာရေးနဲ့ငါးဖမ်းရေများအနေနဲ့အထူးဂရုစိုက်သွားလာကြဖို့သတိပေးထားပါတယ်ရှင်။